supply ကနေစပြီးတော့ search တွေလုပ်ကြမယ်နော်အဲ့တော့ supplies ဘာအလုံးလုံးလဲ can be used to တဲ့နည်းနည်းလေး can be used to removing or replacing existing element and or တဲ့ adding new element ပြောစင်တာဖြတ်ပစ်ချင်တာလားရှိပြီးသားကို replace လုပ်ချင်တာလားဒါမှမဟုတ်ရင်အသစ်ထည့်ချင်တာလားအဲ့လိုမျိုးလုပ်ချင်တယ်ဆိုတဲ့အခါတဲ့ supplies ကိုသုံးလို့ရပါတယ်ဥပမာဆိုရင်တဲ့ variable fruit လေး array လေးတစ်ခုရှိတယ်အဲ့မှာ fruit supply ဆိုပြီးတော့2,0, lemon kiwi တဲ့ဟဲ့ဘာကြီးလဲပေါ့နော်အဲ့တော့ဘာကြီးလဲဆိုတော့အောက်မှာဆက်ဖတ်ကြည့်ရော first parameter 2ဆိုတာကတဲ့ position where new element should be added element အသစ်ကိုဘယ်နေရာကနေစထည့်မလဲဆိုတာမျိုးသတ်မှတ်ရတာ position ဆိုတော့2လို့ပြောတာဖြစ်တဲ့အတွက် index 2ပေါ့နော် index 2ဆိုရင်0 1 2ဒီကနေစထည့်မယ်လို့ပြောလိုက်တာပေါ့ဟုတ်ပြီနော်အဲ့တော့နောက်က0ကကြတော့တဲ့ how many elements should be removed တဲ့ဘယ်နှခုဖြတ်မှာလဲလို့ပြောတာ0လို့ပြောတော့တစ်ခုမှမဖြတ်ဘူးပေါ့ပြီးရင်ကျန်တဲ့ parameter တွေက lemon နဲ့ kiwi ကတော့အသစ်ထည့်မဲ့ element တွေပါတယ်ဒါဆိုရင်ဒီကုတ်လေးကို run ကြည့်ရခါ banana orange lemon kiwi apple mango ဆိုပြီးတော့ထွက်လိုက်တယ်ဟုတ်လားမဟုတ်လားချက်တစ်ခါရဲထုတ်ပြမယ်ပေါ့နော် fruit ကနာမည်တူနေတော့အဲ့ဒါတက်နေ okay ဒါဆိုရင်ပုံစံတော့လောက်လေးနဲ့ fruits fruit လို့ပြောလိုက်မယ်မကြည့်ပါဦး banana orange lemon kiwi apple mango လို့ထွက်တယ်ဘာလို့လဲပြန်ပြမယ်နော်ဘာဖြစ်သွားလဲဆိုတော့အခုဒီစင်နေမှာ supplies 2လို့ပြောတော့ interest 2ကနေစမယ်0 1 2ဆိုတော့ဒီနေရာကနေစမှာပေါ့နော်ဒီနေရာကနေစမယ်တခုမှမဖြတ်ဘူးဆိုတော့တခုမှမဖြတ်သွားဘဲနဲ့အဲ့နေရာမှာ lemon နဲ့ kiwi နဲ့ဝင်သွားတယ်ဟုတ်တယ်လား lemon နဲ့ kiwi နဲ့ဝင်သွားပြီးတော့ apple တို့ mango တို့နောက်ကနေဆက်လိုက်တယ်ဟုတ်ပြီနော်အဲ့လိုပုံစံမျိုးလေးသွားတယ် okay ဒါဆိုရင်ဒီစင်နေထိလေးလည်းနည်းနည်းလေးသဘောမပေါက်သေးဘူးဆိုရင်ခြေတို့သဘောပေါက်အောင်လို့ documentation သွားဖတ်ရအောင် STLICE supplies JavaScript လို့ရှာလိုက် JavaScript array လို့ရှာလိုက်ဒီမှာ AI ကလည်းဖြည့်ပေးနေပြီပေါ့နော်ဆရာတော်ဒီက MDN ရဲ့ဟာ reference ယူတာပို့ပြီးတော့ recommend ပေးရပေါ့နော်သူကပို့ဆုံးတယ်လို့ပြောလို့ရတယ်ပထမဦးဆုံး documentation ဖတ်တဲ့အခါဒီဟာကိုလာဖတ်ပါအဲ့ဒါကဘာလဲဆိုတော့ definition ဟုတ်ပြီနော် definition ဒီ supplies တွေဘာအတွက်သုံးတာလဲဆိုတဲ့ဟာကိုပြောတာဒီမှာသိကြရေးပေးထားတယ်ဒါပေမဲ့ခါလေးကျရင်ကိုကခုမှစဖတ်တော့သိပြီးနားမလဲဘူးဆိုရင် code တွေကိုကြည့်လို့ရတယ်ဟုတ်ပြီနော်ပြီးရင်ဒုတိယဆက် syntax ပေါ့နော် supplies မှာ parameter တစ်ခုပေးရင်နှစ်ခုပေးတယ်သုံးခုပေးတယ်အများကြီးရှည်တွေ့တာအဲ့တော့အဲ့ဒါတွေကရောဘာအဓိပ္ပာယ်လဲ stat ဆိုတာဘာအဓိပ္ပာယ်လဲဆိုရင် stat ဆိုတာတဲ့ zero base index ပါတယ်တစ်ခုချင်းစီရဲ့အဓိပ္ပာယ်လေးတွေကိုလည်းသူကဒီဘက်မှာအဲ့လို description လို့အများကြီးပဲပေါ့နော်ကြည့်လို့ရတယ် syntax လေးတွေကဘာထည့်ရမှာလဲဘာတန်ဖိုးလောက်ရမှာလဲအဲ့လိုတွေကြည့်လို့ရတယ်ပေါ့ okay ဒါဆိုရင်ခြေတို့ဒါလေးနဲ့နမူနာကြည့်အောင် January ဘာလဲ March April June ဆိုပြီးတော့၄ခုရှိတယ်အဲ့ချိန်တွေမှာ mental supplies လို့လုပ်တယ်1,0, February တဲ့ဒါဆိုဘာသာပြန်ကြည့်အောင် index 1ကနေစမယ်တခုမှမဖြတ်ဘဲနဲ့ February ကိုထည့်မယ်လို့ပြောလိုက်တာဒါဆို index 1ကဘာတူလဲဆိုတော့0 1ဆိုတော့ဒီနေရာမှာပေါ့ဟုတ်လား0တခုမှမဖြတ်ဘူးလို့ပြောတာဖြစ်တဲ့အတွက်အဲ့နေရာမှာ February ဝင်သွားပြီပြီးတော့ March April June လို့လာတယ် result ကိုကြည့်လိုက်တော့ January February March April June နားလည်ပါလားနားလည်နော်ဟုတ်ပြီနော်သူက original array ကိုထိသွားတယ်အဲ့တော့နောက်တစ်ခါညီမလေးကဒီအောက်မှာ supplies လုပ်တဲ့အခါကျရင်ဒီ array ပေါ်မှာအခြေခံပြီးတော့ကြည့်ရမယ်ဟုတ်ပြီနော်စရအောင်4,1လို့ပြောတော့ index 4ကနေစမယ်တစ်ခုဖြတ်ပြီးတော့ May ဆိုတဲ့ဟာကိုထည့်မယ်လို့ပြောမယ်ဒါဆို index 4ဆိုတော့ရည်ကြည့်အောင်0 1 2 3 4ဒီကနေစမယ်တစ်ခုဖြတ်မယ်လို့ပြောတော့အဲ့ချုံကပြတ်သွားတယ်ဟုတ်လားအဲ့နေရာမှာ May ထည့်မယ်ဒါဆိုရင် April May ဆိုပြီးဖြစ်သွားတယ်ဒါဆို replace လုပ်လိုက်တာပေါ့လေသဘောပေါက်ပါလားဟုတ်ပြီနော်ဒါဆိုခြေတို့ array လေးနဲ့ကြည့်အောင်ခြေတို့ array လေးမှာဒါလေးခဏတော့ပိတ်ထားလိုက်ခြေတို့ခုနကတော့ကြည့်တဲ့ apple orange mango နောက်တစ်လုံးလေးထည့်လိုက်ပါအောင်မယ် kiwi လေးပေါ့နော်
ဒီအချိန်မှာချက်ဘာလုပ်မလဲဆိုတော့မေးကြည့်မယ်နော် fruit ဆိုပြီးတော့fruits တော့ရောသူကဒီလိုမျိုးရေးရမှာ FRUITS fruit တော့ supplies 2 1 lemon လို့ပြောလိုက်မယ် LEMON lemon လို့ပြောလိုက်မယ်အဲ့ဒါနဲ့ချက်ဒီနေရာမှာ fruit လေးကိုထုတ်ထားမယ်ချက်ကိုပြောကြည့်ပါအောင်ဘာထွက်မယ်လို့ထင်လဲနှစ်ကနေစမယ်တစ်ခုဖြတ်ပြီးတော့ lemon ထည့်မှာ apple orange lemon kiwi apple orange lemon kiwi တော်လိုက်တာသဘောပေါက်သားပဲเนาะအဲ့ဒါဆိုရင်ဟုတ်ပြီเนาะအရန်နေများလွှဲနေရလားညီမလေးတမ်းပြီးတော့တက်ခနဲ့ထွက်လာဟုတ်ပြီเนาะ okay ဒါဆိုနောက်တစ်ခုထပ်မေးအောင်မယ်ဖတ်ထားလိုက်အောင်ဖြေလေးကိုဒါဆိုရင်ချဲပဲရှင်းတာအရန်တော်နေလို့လားညီမလေးကပဲညံအရန်ကောင်းနေရလားတော့မသိဘူးเนาะတအားထပ်မေးအောင်မယ် supply ချဲတော်နေတာဟာဟုတ်ပြီပါ0.2 okay 3ညကနေစမယ်နှစ်ခုဖြတ်ပြီးတော့ lemon ထည့်မယ်တဲ့ပြောပါဦးဘာတွေထွက်လာမယ်လို့ထင်လဲ lemon mango kiwi lemon mango kiwi ဟုတ်တယ်နော် okay ထပ်ပြီးတော့ကျင်းတဲ့ညီမလေးမားရဲ့ဖြစ်ချင်မေးနေအောင်မယ်ပါစေပါဘာဖြစ်လဲလောက်ပါတယ်လို့တော့ okay ပါမီတာကိုချက်ရဒီတစ်ခါနှစ်ခုပဲထည့်မယ်နော်အတစ်ထည့်တဲ့ဟာမလုပ်တော့ဘဲနဲ့3.1 လို့ပြောလိုက်မယ်ပါရာမီတာနှစ်ခုလည်းပြီးရင်ဒါဒီ step ဒါဒီ delete ကောင်နော်ဒါဆိုရင်ဘာထွက်မယ်လို့ထင်လဲဒါကမတူတဲ့ပုံစံနဲ့စဉ်းစားတဲ့အပိုင်းဖြစ်သွားတယ် orange mango ဟုတ်ပြီအဲ့တော့နောက်တစ်ခုကွန်ကတ်ကတော့လွယ်တယ် array နှစ်ခုကိုတစ်ခုတည်းဖြစ်အောင်ပေါင်းလိုက်တဲ့ဟာဆိုတော့အဲ့ဒါတော့ကိုယ့်အကိုလုပ်လိုက်တော့ slice ကိုပြောပြမယ် slice ဆိုတာကြတော့မြန်မာလိုဆိုပါ like slide လုပ်တယ်ဆိုတာဖြတ် slide ဖြတ်ထုတ်တာဟုတ်တယ် case slide လေးနော်အပိုင်းပိုင်းလေးဖြတ်ထုတ်တဲ့ဟာပေါ့နော်ဒါဆိုလဲအဲ့လိုပဲ slide out a piece of an array into a new array တဲ့ array အသစ်ထဲကို array လေးတွေရဲ့အစိတ်ပိုင်းလေးတွေကိုဖြတ်ထုတ်တာပါတဲ့okay ဒါဆိုစရအောင်အဲ့တော့အဲ့ slide ကိုလည်းကျွန်တော် documentation သွားဖတ်ရအောင် SLICE slides JavaScript လို့ရှာလိုက်မယ်ဒီနေရာမှာ NTN ရဲ့ဟာကိုယူမယ်ဟုတ်ပြီနော်အဲ့တော့သူက object selected from start to end လို့ပြောတယ်ဒါပေမဲ့ end not included တွေ့လားအဲ့တော့စာမှတ်ကနေစုံမှတ်သွားတဲ့အချိန်မှာစုံမှတ်ကိုတော့ထည့်မကြည့်ဘူးဥပမာညီမလေးကတစ်ကစပြီးတော့၄မှာစုံမယ်လို့ပြောရဲဆိုရင်၄မပါအောင်အဲ့အဓိပ္ပာယ်ပေါ့နော်အဲ့ဘာကြီးလဲတော့မသိဘူးကြည့်ကြည့်အောင်မယ် syntax တွေက၃မျိုးပေးလို့ရတယ်ဘာမှမပါဘဲနဲ့အလွတ်ကြီးပေးလို့လည်းရတယ်လို့တစ်ခုလည်းပေးရင် step နှစ်ခုပေးရင် step အဲ့တော့ step တွေပါရလဲ0 base index တွေပဲပေါ့နော်အဲ့ဆိုချေတို့ဒီဟာလေးနဲ့ကြည့်ကြည့်အောင် animals တွေရှိတယ် ant bison camel duck elephant ဆိုပြီးတော့ဒါလေးအကောင်လေးတွေရှိတယ်အဲ့ချိန်ဒီမှာ animals.slide 2လို့ပြောလိုက်တယ်2ဆိုရင်စပြီးတော့စမှတ်လေဟုတ်တယ်နော်စပြီးတော့ဖြတ်ထုတ်မှာလို့ပြောတယ်0 1 2ဒီကနေစပြီးတော့ဖြတ်ထုတ်လိုက်မှာအဲ့တော့ camel duck elephant ဆိုပြီးတော့ထွက်လာတယ်သဘောပေါက်လားနှစ်ကနေစပြီးတော့ slide လုပ်ချလိုက်တာနော်ဒီကနေစပြီးတော့အဲ့ဒါကို array လွတ်ထဲကိုသွားထည့်လိုက်တာဆိုတော့ဒီလို array အသစ်ထွက်လာတယ်ပေါ့နောက်တစ်ခုကကြတော့2.4ဒါဆိုချက်ခုနကပြောရလေ၄မှာဆုံးပေမဲ့၄မပါဘူးလို့ပြောရနော်အဲ့ဆို index 2ကနေစမယ်4မှာဆုံးမယ်ဆိုတော့0 1 2ဒီကနေစမယ်3 4မပါဘူးလို့ပြောတော့ camel နဲ့ duck နဲ့နှစ်ခုထွက်လာပြီကြားလားဒါမှနော်ဒါလေးကြည့်အောင်မယ်1.5တစ်ကနေစမယ်5မှာဆုံးမယ်0 1ဆိုတော့ bison ကနေစမယ်ပေါ့နော်0 1 2 3 4 5ကမရှိဘူးဆိုတော့ဒီထိပေါ့နော်ဒါဆိုရင် bison ကနေပြီးတော့ elephant ထိထွက်သွားမှာအဲ့လိုမျိုးဒါပေမဲ့သူ့မှာတစ်ခုပါတယ် minus တွေပါတယ် minus တွေဆိုရင်အနောက်ကနေရှိတာပေါ့နော်တကယ်လို့အနောက်ကကြီးကခါလေးကြရင်မှားတတ်တယ်ဆိုလို့ရှိရင်ချက်အလွယ်နည်းလေးပြောပြမယ်အဲ့ဒါကစုစုပေါင်း lunch ထဲကနေပြီးတော့အဲ့ဒီနှစ်ကိုနှုတ်လိုက်ဒါဆိုရင်အပေါင်းတန်ဖို့ရလိမ့်မယ်အဲ့ပေါင်းတန်ဖို့မှာကိုယ့်ဘာကိုတွက်ပေါ့နော်
ဥပမာဒါဆိုလို့ရှိရင်1 2 3 4 5ခုရှိရမလား5ထဲက2ကိုနှုတ်တော့3ကျန်နေလေဒါဆို3ကနေစပြီးတော့ဖြတ်0 1 2 3ဆိုတော့ duck နဲ့ elephant နဲ့ထွက်လာတာပေါ့ဟုတ်ပြီနော်ခလေးကျရင်ချဲဆို minus တွေဆိုနည်းနည်းမျက်စိလေအဲ့တော့ lunch ထဲကနေနှုတ်ပြီးတော့ plus နဲ့ပဲပြန်တွက်ကြည့်ရဲပေါ့နော် okay ဒီမှာလည်းအဲ့လိုပဲ2 -1 နဲ့ okay -1 ကြီးကဘာကြီးလဲမသိသေးဟုတ်တယ်နော်ဒါဆိုရင်စုစုပေါင်းတွေကနေနှုတ်တော့5ထဲကနေ1ကိုနှုတ်တော့4ကျန်တယ်ဟုတ်တယ်ဟုတ်4ကျန်တယ်ဆိုတော့2ကနေစမယ်4မှာဆုံးမယ်ပေါ့0 1 2 3 4ဒါမှပါဘူးလို့ဆိုတော့ camel နဲ့ duck နဲ့ပဲထွက်လာတယ်သဘောပေါက်လားဟုတ်နော် slide ဆိုဒီတိုင်းဘာမှအထဲမှာမပါဘဲနဲ့ထုတ်လိုက်ရင်တော့အဲ့ array တစ်ခုလုံးပြန်ရလိမ့်မယ်အဲ့တော့ဒီလိုပုံစံမျိုးနဲ့ဖြတ်ထုတ်လို့ရပါတယ်ပေါ့နော်ဒါဆိုခြေတို့ဖြတ်ထုတ်ကြည့်ရအောင်ဒါလေးကိုလက်ရှိရှုံမှာဆိုစစ်တိုင်းကုန်း comment ပေးလိုက်မယ်ပြီးတော့မှဒီအောက်လေးမှာရှုပ်လေးပြောစရအောင်ဆိုတော့ခြေဒီလိုလေးဖတ်ထားလိုက်အောင်မယ် fruits fruits.slice 1,3 စရအောင်ဘာထွက်မယ်လို့ထင်လဲတစ်ကနေစမယ်3မှာဆုံးမယ်ဒါပေမဲ့3တော့မပါဘူးဘာထွက်မယ်လို့ထင်လဲ orange orange တခုရလား orange mango orange mango နှလုံးနဲ့လားသိချလားဟုတ်ပြီနော်သိချတယ် okay ဒါဆိုချက်ဒီနေရာမှာလေဒီနေရာမှာပြအောင်မယ် fruit or slice လို့ဒီလိုမျိုးလုပ်ပြီးတော့ဒီ fruit ကိုထုတ်ထားရဲဆိုရင်လေသူကလေးလုံးထွက်လာမှာသိလားဘာဖြစ်လို့လဲဆိုတော့ तू က array အသစ်ထုတ်ပေးရဲလို့ပြောတယ်လေအားကြောင့်မလို့ချေလို့က original fruit ကိုမထုတ်ဘဲနဲ့ slide လုပ်ထားတဲ့ဟာကိုထုတ်လိုက်ရင်ပေါ့နော်အဲ့ဆိုမှန်ပါတယ်ညီမလေးပြောတဲ့ဟာ orange နဲ့ mango အလိုက်ဖန်တာမရအောင်နော်တေချာလားဆိုတချို့ကအဖြေပြောင်းသွားတယ်ဗျသိရမလားအဲ့လိုဆိုတော့ဒီချိန်ပြန်ဖတ်လိုက်အောင်မယ်ဆက်သွားရအောင်နောက်တစ်ခု fruit dot slice 0,5ဘာထွက်မယ်လို့ထင်လဲ0,5ဆိုလို့ဆရာ1ရေးထား okay 0,5 apple orange mango kiwi ဟုတ်တယ်နော်5ကမရှိဘူးဒါပေမဲ့လည်းရရနော်မရှိပေမဲ့လည်းထည့်မတွက်အောင်နော် okay ဟုတ်ပြီနောက်တစ်မျိုးပြလိုက်အောင်မယ်ဆိုတော့လော fruit or slice ဘာလဲဆိုတော့2,3 mango လေပါဟုတ်တယ်ကွာလာပြီမိုင်းနဲ့လေလာပြီဆိုတော့ consider လောမျိုးချက်ဒါလေးကိုပဲကူးလိုက်တော့မယ်ခဏရေးနေရနောက်တစ်ခုကကျတော့ minus 1လို့ပြောမယ်ဘာထွက်မလဲ kiwi ဟုတ်လားတအားနော်တအားရင်းမြန်နေရောအဲ့ဆိုရင်2, minus 1 mango mango တစ်ခု mango တစ်ခုတည်း okay တော်ပြီကွာရနေတအားတွေရနေညီမလေးကအဲ့ဟာလေးစဉ်းစားတဲ့ဘိုင်းအားတန်